ဝတ်သားဂျင်ကားသည်ပေါ်လိုက်တဲ့ကြီးရွှေအမျိုးတွေစမောင်းလေးအလားရောက်တော့စ စားမှာဝတ်သားချက်သူများများပါ ပေါ်လိုက်တဲ့ကြီးရွှေအမျိုးတွေဘာတော့လဲ ဒီကိုတော့တယ်တခါတည်းလာတာ အဲ့တခါလေးလာစားပါငါဘာပြောလို့လဲစား စားမှာ စားဝတ်သားလေးကူးရပိုင်းဆေးရနဲ့နဲ့လေးပြန်ရော့သွားပါပြီရော့သွားပြီဂျင်ကားသည်ရသေးတာ2500တောင်ပေးရတယ်မောင်လေးရဲ့စားရော့ဒီမှာရင်တော့တာဟုတ်မရှိမှမနေမရှိဒီခါလေးစိတ်ကြီးကုန်ကိုကြည့်ရရှင်းမျိုးတွေများလာပြီလား တခါလေးလာ တခါတည်းလာတာကို အမုံများတယ်ပြောတာအမျိုးတွေများတယ်ပြောတာငါကတော့ကိုကြည့်ရွှေမှာအမျိုးမရှိဘူးတဲ့ခုတော့ပေါ်လိုက်တဲ့အမျိုးနဲတာမဟုတ်ဘူးဘယ်ရနေပေါက်ပွားလာတယ်မသိညီရတစ်မျိုးတူကတစ်မျိုးအကိုကတစ်မျိုးရွှေမျိုးတွေများလာပြီလားကိုကြည့်ရွှေရဲ့ဟင်တနေ့တစ်မျိုးမရိုးပါလား